ကဲအားလုံးမင်္ဂလာပါရှင်။တမီးရဲ့လက္ခဏာလေးမှာအရှိအကိုရီကလည်းမြူးလေးဆိုတော့ဆိုတော့စပါကလေးအချစ်ဆိုတဲ့ချိန်ထော်ပေးချင်ပါတယ်ရှင်ဟစ်ချုံမုံနဲ့စပါ။ကဲအဲ့ဒါတော့ဒါမိသားစုတွေပဲတည်ရနာမည်ပေါ့နော်။ခေါ်လဲရပါတယ်ဦးရဲ့ရဲ့။ဒါချစ်လို့ခေါ်တာနော်။ကျွန်တော်ညီမလေးထိုက်တူတူခေါ်ဟေးချိုမာကနေပြီးတော့မလေးစပါကလေးဘယ်လိုလာတို့လား။ဘာဖြစ်အမေယောက်ျားအိမ်မာနေဆိုလဲမနေခဲ့။လိုက်လာပြီးပြောနေ။ဟဲ့ငါလည်းအငယ်နှောင်းလေးတော့ထားချင်တာ။ပဲဟာဟေးမောင်ရေဘလုံးညဖြစ်နေလေဘသူနဲ့လေးတွင်းနေဖြစ်တယ်လေခွေအင်းလာပြီးသူညပြောမှဒီ1 2 1 2ရိုက်နေလားနေငိုလေးဖောင်းမီဖောင်းမြို့အနဲ့ချင်းလေးဆန်ကလေးညမလေးလိုက်လုံးကြည့်လိုက်လဲထောင်းမိရမေညင်ရစုံနေလေးနေပါမလားဆိုရင်စိတ်ကလေးနဲ့မမြင်ပါမအပြင်းလေးညချစပါကလေးနဲ့ညိုတော့ပပူလုံးရိုက်ချင်များကိုအောင်လေးဖြစ်ပါရဲ့ရှင်